ဒါကတော့ဒါမနက်ဖြန်အတွက်ပေါ့နော်မနက်ဖြန်ကျွန်တော်တို့2ရက်နေ့အတွက်ပေါ့2ရက်နေ့အတွက်ဆိုရင်ကျွန်တော်တို့စပြီးတော့ပြမယ်ဆိုရင်ထုံးစံတိုင်းပေါ့ကီးကိုအရင်စပြီးတော့ပြလိုက်မယ်ကျွန်တော်မနက်ပိုင်းကတော့ဒီဟိုဟာနဲ့ပေါ့နှစ်ဖက်ကိုမယူခြင်းဘူးဒီဘက်မှာကျွန်တော်တရက်ကပြည့်ရက်ဖြစ်ထားတော့အဲ့ဒါနဲ့တချို့ကတော့9-3နဲ့ယူပြီးတော့တွက်ကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မယူပေါ့အဲ့တော့ဘယ်ကနေစပြီးကီးယူမလဲပေါ့နော်အဲ့တော့ဒီဘက်မှာကျွန်တော်ဒီနားကနေစ983ကနေစနော်983ဆိုတော့ဘာကီးရလဲဒါတော့အနက်ကလေးနဲ့ပဲသွားရတာကောင်းအနက်ပါဆုံးအနီးဖြစ်983ဆိုတော့3ညရတယ်နော်3ညခွန်5ဆိုတော့ကီးအဲ့တော့ခွန်5ပြီးထွက်နော်ဒီမှာဗျာဒီပွဲမှာဒီပွဲဆိုတော့မြင်အောင်ပြဒီပွဲခွန်5ပြီးထွက်တယ်နော်နောက်တစ်ခုကျွန်တော်တို့935ပေါင်းတော့2နဲ့5နဲ့ပေါင်းတော့ခွန်နော်ခွန်ဆိုတော့ခွန်3ည2ခွန်ရယ်3ညရယ်2ကီးယူတာပေါ့နော်ကီးယူတော့3လုံးဒီအဲ့တော့ဒီမှာလဲကျွန်တော်တို့အပြီးပဲနော်ခွန်3ည2ဆိုတော့3ညခွန်အပြီးထွက်တယ်နော်အပြီးထွက်တယ်ကဲဟုတ်ပြီအဲ့တော့နောက်တစ်ခုကျွန်တော်ဒီမှာ2 5ပေါင်းတော့ခွန်နဲ့ပေါင်းတော့4နော်4ဆိုတော့ဘာကီးရ4ဆိုတော့4 2 9ပေါ့နော်4 2 9ကီးအဲ့တော့4 2 9ကီးမှာကြတော့ဒီပွဲမှာကျွန်တော်တို့ခွန်4ထွက်တယ်ပေါ့နော်ခွန်4ဆို4ညိတယ်ပေါ့ခွန်4ဆို4ညိတယ်ကဲဟုတ်ပြီတော့နောက်ထပ်ကျွန်တော်တို့ထပ်ပေါင်းမယ်ခွန်ပေါင်းတော့4နော်4နဲ့ဒီက4နဲ့ပေါင်းတော့8 3ကီနော်3ကီ8 3ကီအဲ့ဒီကဒီပွဲမှာ3ညိတယ်3ညိရနော်ဒီမှာ3ညိရကဲဟုတ်ပြီတော့နောက်ထပ်ကျွန်တော်တို့ဒီမှာ3ညရ4ရပေါင်းတော့ဒါ4နော်4နဲ့3ညနဲ့ထပ်ပေါင်းတော့လဲ4ပဲနော်4 2 9ကီးဆိုရမယ်4 2 9ကီးနော်4 2 9ကီးကကျွန်တော်ဒီပွဲမှာ40ပွဲမှာပေါ့နော်40 4ညိတာပေါ့နော်40ပွဲမှာ4ညိတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့နောက်ထပ်ဒီမှာကျွန်တော်ခွန်3ညပေါင်းအောင်ခွန်3ညပေါင်းတော့ခွန်ရမယ်အဲ့တော့ခွန်ရမယ်ဆိုခွန်3ည2ကီဒါဆိုတော့မနက်ကကျွန်တော်တို့ဒီ30ပွဲမှာပေါ့နော်30ပွဲမှာ3ညညိတယ်ပေါ့နော်3ညညိတယ်ဒါဒီဘက်ချမ်းလေးပြသွားတာနော်ဟိုချမ်းတဲ့ကျွန်တော်တို့ဒီမှာပြည့်ရရှိလို့တွဲပြီးမပြကြဘူးဒီဘက်ချမ်း site ကိုပဲရှာတယ်ပေါ့နော်အဲကြောင့်ညနေပိုင်းနေတော့ကျွန်တော်မတက်တာနည်းနည်းလေးခဏန်းဟိုစီရောနည်းနည်းတော့4ပင်လောက်ပြည့်သွားပြီဆိုရင်နည်းနည်းရှာလို့တော့ကောင်းပါပဲเนาะအခုကတော့ဒါမနက်ပိုင်းမှာတော့မနက်ပိုင်းတီးတဲ့အနေနဲ့ရှာတဲ့သဘောမျိုးလောက်တယ်ဒီဘက်ကဒီပြည့်ရဟာ9-3ဆိုတာထည့်ပြီးတော့မရှာရင်เนาะအဲ့ဒါကြီးထည့်ရှာနေရတော့ရတယ်အဲ့တော့9-3ထည့်ရမယ်ဆိုတော့ညနေရတာကျွန်တော်2ထိပ်ရတယ်ဒါပေမဲ့မပြမိဘူးပေါ့နော်မပြပြစ်လိုက်ဘူးချိန်လည်းမရတာနဲ့တော့မီးတွေလည်းမလာတာနဲ့ပေါ့အဲ့ဒါလေးကြောင့်အဲ့တော့ဒီမှာမနက်ဖြန်အတွက်ဆိုရင်ကျွန်တော်တို့ဒီမှာပါရှိမယ်3 5 8ဆိုတဲ့ကီးရှိမယ်3 3ညပေါင်းတော့3တခါ3ညနဲ့ထပ်ပေါင်းတော့လဲ3ပဲเนาะအဲ့တော့3 5 8ကီးရှိမယ်3 5 8ဆိုတဲ့ကီးရမယ်เนาะ3 5 8ကီးအဲ့တော့ဒီမှာကီးရပြီเนาะကီးရပြီဆိုတော့ကျွန်တော်တို့1 chain ဒီဘက်ချမ်းလေးနဲ့ပဲပြမယ်ဒီဘက်ချမ်းမှာကြတော့1 chain ပြမယ်ပေါ့နော်1 chain ပြမယ်ဆိုတော့ဒီဟာကိုအရောင်ပြောင်းလိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ1 chain ကဘယ်ကနေစပြီးလဲဆိုဒီကောင်နဲ့ပြမယ်ခွန်1ဟာဒီခွန်ရဲ့တဲ့ဒီခွန်ရဲ့
con con quan gì con quan gì rồi đó ba thoát lệ rồi đó con quan gì mà con quan gì nó con quan gì rồi con lâu mà giờ con lấy rồi vì mà nó đi con này đi lấy này nó đi con này đi lấy này nó con lấy rồi vì mà bị thoát đấy nó tất cả cho nó đi mà tông nhà li quan gì sorryပြန်ဖြစ်လိုက်3ညရေ4ရေဝန်းကျင်เนาะ3ည4ဝန်းကျင်အဲ့တော့3ညရေ4ရေဝန်းကျင်ကဒီကွာ813နဲ့တွားပြီးတော့เนาะ813နဲ့တွားပြီးတော့ကျွန်တော်တို့3ည3ဆိုပြီးထွက်တယ်เนาะ3ည3ဆိုပြီးမှ30ထွက်တယ်ဟုတ်တယ်เนาะအဲ့တော့နောက်ထပ်ကျွန်တော်တို့ခွန်ရေနော်3ညရေခွန်3ညဝန်းချင်းခွန်3ညဝန်းချင်းဆိုတော့ခွန်ရေ3ညရေဝန်းချင်းခွန်3ညဝန်းချင်းဆိုတော့ဒီမှာ40ဘလို့ထွက်လဲဆိုဒီ4ရေဒီ3ညရေကကျွန်တော်တို့40ဆိုပြီးတော့เนาะဒီမှာ sorry ဒီမှာ40ဆိုပြီးထွက်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာနောက်ထပ်3ရေ3ညရေဝန်းချင်းကเนาะဒီဘက်ကကျွန်တော်တို့ခွန်3ညနဲ့ဝန်းချင်းနဲ့ဘလို့တွဲပြီးထွက်လဲဆိုရင်နော်ဒီမှာ33ညဝန်းကျင်33ညဝန်းကျင်နည်းနည်းရှုပ်လာမင်းတော့အောက်ကခေါင်းနဲ့ရှင်းလို့ရှင်ပါလေကျွန်တော်ပြောနေတာနဲ့တော်တော်ရှင်းတော့ပါတယ်နော်33ညဝန်းကျင်နဲ့မှာဒီက3ရေဒီက3ညရေပေါင်းပြီးတော့ကျွန်တော်တို့30ဆိုပြီးဒီမှာထွက်တယ်နော်ဒါဆိုရင်မနက်ဖြန်အတွက်ဆိုရင်ကျွန်တော်တို့ဘာဝန်းကျင်ရှိလဲဆိုရင်ဒီက4ရေဒီက3ညရေနော်4 3ညဝန်းကျင်ဆိုတော့ဒီဘက်မှာ4 3ညဝန်းကျင်ကို358ဆိုတဲ့ကောင်နဲ့ကပ်ရမယ်နော်ဒီမှာ4 3ညချင်းရှိတယ်ဒီဘက်မှာ358တွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့တွဲလိုက်မယ်ဆိုရင်4 3ညနော်1 chain ကို358နဲ့ကပ်မယ်ဆိုရင်ကျွန်တော်တို့4 3 4 5 4 8ကြိုက်ရှိတယ်ပေါ့နော်နောက်ပြီးကြတော့3ည3 3ည5 3ည8ဆိုပြီးရှိတယ်3ညတွေကတော့ဆက်တော့ပါနေသေးတယ်ပေါ့နော်တချို့ကလည်း3ညမကြိုက်ကြတာရှိတယ်တိုးတော်လဲဒါထိုးတာတော့ထိုးရမှာတော့ဒီခွက်ပဲဒီ4 3 4 5 4 8 3ည3 3ည5 3ည8ဆိုအဲ့ထဲမှာကျွန်တော်တို့ဘာကြိုက်လဲအစိမ်းလေးနဲ့ပြပေးမယ်နော်အစိမ်းလေးနဲ့ပြပေးမယ်ဆိုရင်ကျွန်တော်တို့30ထွက်ပြီးရင်30ကိုပဲပြန်ကြိုက်ပါတယ်နော်30ထွက်ပြီးရင်30ကိုပဲ3ည3ပြန်ကြိုက်ပါတယ်နော်3ည3နော်ပြန်ကြိုက်ပါတယ်30ထွက်ပြီးရင်တဲ့နောက်ထပ်ကျွန်တော်တို့50ကြိုက်ပါတယ်နော်3ညနေကတော့ကြိုက်နေမှာပဲနောက်တစ်ခုကတော့30ထွက်ပြီးကျွန်တော်43ကြိုက်ပါတယ်နော်43ကြိုက်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့30ထွက်ပြီး45ကြိုက်ပါတယ်45နော်3ည3ည5 3ည3ညလေးပြထားတော့5လာပေါ့နော်3ည3ည5ဆိုတော့တော့အဲ့လေးခွက်က main ပေါ့နော်အဲ့လေးခွက်က main အဲ့ main ဆိုတဲ့ဟာကိုအစိမ်းလေးနဲ့ကောက်ချစ်ပြမယ်4 3 4 5 3ည3 3ည5 main နော်အဲ့ထဲမှာတော့အကြိုက်ဆုံးပြောရလို့30ကြိုက်ဆုံးမယ်နော်3ည3ကြိုက်ဆုံးမယ်အဲ့တော့ဘယ်တော့က2ရက်နော်4လ25နော်မနေ့အိုက်ကနန်ကြီးကြိုက်ပါတယ်တဲ့အားလုံးပဲကျွန်တော်တို့ကန်ကောင်းကြပါစေဗျာနော်အားလုံးကန်ကောင်းကြပါစေ